ကျမရဲ့ကလေးတွေကတော့စားသင့်မဲ့ဆိုအဲ့လောက်ကြီးစိတ်ဝင်စားပါဘူးသူတို့လောက်ချင်တာလုပ်နေရရင်ကြီးနေတာပါလာပါတယ်ဘာမှလည်းလာအောင်နင်တို့ဟာဒီအခွဲကတော့ဟုတ်တော့မလို့လို့နဲ့မဟုတ်တဲ့အခွဲပါဟုတ်တော့မယ်ဆိုရင်ဟုတ်တော့ပါအေးတင်လိုက်ရမလား